Swadadana Shawani Tulin Swido Buddha Swadadana Shawani Tulin Swido Buddha Swadadana Shawani Tulin Swido Sadhu 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 Don't pray like time, something that me man we beyond for. Taraki then, yeah, me I shall is in. Loka India. Taraki then, you at the watch here now. So she died.
တီရီလင်္ကာနိုင်ငံဟာဧရိယာစတူယန်မိုင်25,332 မိုင်ရှိတဲ့ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။နိုင်ငံအနေအထားအဖြစ်သေးငယ်တော့လဲတီရီလင်္ကာခေါ်တီဟိုကျွန်းဟာထေရဝါဒဗုဒ္ဓဘာသာ9နိုင်ငံထဲမှာတနိုင်ငံအပါအဝင်ဖြစ်ပြီးထေရဝါဒဗုဒ္ဓဘာသာသမိုင်းမှာအလုံးအရေးပါတဲ့အတွက်သမိုင်းဝင်စီဒီပထိုးများနဲ့ရှေးဟောင်းအမွေအနှစ်များအလွန်များပြားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ BC 300 စုလောက်ကစပြီးထေရဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်ရဲ့တစ်ခုတည်းသောဘာသာအဖြစ်ခိုင်ခိုင်မာမာရပ်တည်လာတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။တီရီလင်္ကာခေါ်တီဟိုနိုင်ငံသားတို့အဖို့တန်မိုးအထားဆုံးနဲ့လေးစားဂုဏ်ယူရဆုံးကတော့မြတ်ဗုဒ္ဓရဲ့ဆွေတော်မြတ်နဲ့ဒက္ခိဏသာခမဟာဗောဓိပင်တို့ကိုပိုင်ဆိုင်ထားရခြင်းပဲဖြစ်ပါတယ်။တီရီလင်္ကာခေါ်တီဟိုကျွန်းတို့ဗုဒ္ဓဘာသာသာသနာကိုတည်ဆောင်လာတဲ့သူကတော့တီရီဓမ္မသောကမင်းကြီးရဲ့သားတော်အရှင်မဟိန္ဒမထေရပဲဖြစ်ပါတယ်။အရှင်မဟိန္ဒမထေရတီဟိုကျွန်းကိုရောက်ရှိပြီးမှဒေဝနံပိယတိတ်တမင်းကြီးနဲ့အတူတိုင်းသူပြည်သားများဟာဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့ကြတာပဲဖြစ်ပါတယ်။အရှင်မဟိန္ဒမထေရအစီအစဉ်ဖြင့်မဟာဗောဓိပင်ရဲ့လက်ရာတောင်ကိုင်းရောက်ရှိလာခဲ့ပြီးတဲ့နောက်ပိုင်းမှာမြတ်ဗုဒ္ဓသာသနာတော်ဟာတီဟိုကျွန်းမှာနေလိုလလိုထုံးလင်းလို့လာခဲ့ပါတယ်။ဒီကနေ့မျက်မှောက်ခေတ်ကာလမှာလေတီရီလင်္ကာနိုင်ငံသားအများစုဟာထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြပါတယ်။ဒါကြောင့်တီရီလင်္ကာကျွန်းနိုင်ငံဟာထေရဝါဒဗုဒ္ဓဘာသာ9နိုင်ငံအနက်ထူးခြားတဲ့နိုင်ငံဖြစ်တာကြောင့်ဗုဒ္ဓဘာသာဝင်များအဖို့အကြောင်းညီညွတ်လင်းတွားရောက်လေ့လာဖို့ကောင်းတဲ့နိုင်ငံဖြစ်ပါတယ်ရှင်။ giáo là do cho ông nó giáo chiều của mình mà cũng là cho họ người ta cho lại chỉ là sao nó ta làm nhà đi nhà đi qua thì đi mà nhưng mà chẳng mấy tốn tiền tốn tiền tốn lo mà làm bài à tí này ngào vì nó tao mà làm gì
စင်ကူဒေါ်လာကျောင်းတော်ကြီးဆရာတော်နိုင်က၄ပါးတော့ကတရားကျောင်းတော်ကြီးမှာပညာသင်နေတဲ့ရဟန်းတက္ကနာတော့150စင်ကူဒေါ်လာ250အမေရိကန်ဒေါ်လာ933ဒေါ်လာတီတီပြကြောင်းဝမ်းမြောင်းလို့တော့ပါဠိခေါ်ဆိုနိုင်ရင်ကျင်းလာပါဘူးခင်ဗျာကျွန်တော်တို့အခုရောက်ရှိနေတာကတော့သီးလင်္ကာနိုင်ငံကိုလံဘိုမြို့မှာရှိတဲ့ကျွန်တော်တို့ BCC ဆိုတဲ့ကျွန်တော်တို့ဗုဒ္ဓစာပေတွေဗုဒ္ဓအမတ်ရပစ္စည်းတွေရောင်းတဲ့ဌာနကိုရောက်နေတာဖြစ်ပါတယ်ကိုလံဘုံမြို့မှာတည်ရှိတဲ့မဟာကလျာဏီသိမ်ဟာဆိုရင်ဂေါရမဖျားရှင်ရေသက်ပေတော်မူခဲ့တဲ့နေရာပဲဖြစ်ပါတယ်။တီဟိုကျွန်းဟာဆိုရင်ဗတ္တကဘာမှာပွင့်တော်မူခဲ့တဲ့ကကုတန်ကောနာကုံကတ္တပဂေါရမဆိုတဲ့ဖျားလေးစုလုံးကြွရောက်တော်မူခဲ့တဲ့နေရာဖြစ်တယ်လို့သိရှိရပါတယ်။ဂေါရမဖျားရှင်လက်ထက်ကဒီတီဟိုကျွန်းကို3 ချိန်တိုင်ကြွရောက်တော်မူခဲ့ပါတယ်။ပထမဆုံးအကြိမ်ဖြစ်ဖျားဖြစ်တော်မူပြီး6 လအကြာမှာဘလူးပေါင်းတို့ကိုတရားရည်အေးအမြိုက်စေးတိုက်ကြွေးတော်မူခဲ့တဲ့ပထမဆုံးအခေါက်အဖြစ်ကြွရောက်ခဲ့တာဖြစ်ပါတယ်။ဒုတိယအကြိမ်အနေနဲ့မြတ်စွာဘုရားရှင်9 ဝါရှာပြီးတဲ့နောက်တကူးလာကွယ်မှာနဂါးဘရင်တွေရဲ့ပလင်လူပွဲကိုဖြန့်ဖြေတော်မူပြီးတရားရည်အေးအမြိုက်စေးတိုက်ကြွေးတော်မူခဲ့ပါတယ်။တတိယအခေါက်အနေနဲ့မြတ်စွာဘုရားရှင်ရှေ့ဝါရတဲ့အချိန်ကစုံလာပြည့်နေမှာကလျာဏီအင်းစိတ်မှာရှိတဲ့
မင်္ဂလာမဏ္ဍပ်ကိုကြွရောက်ပြီးတရားဟောတော်မူခဲ့ပါတယ်။အဲဒီနောက်ကလျာဏီမြစ်ထဲမှာရေသက်ပယ်တော်မူခဲ့ပါတယ်။ထို့နောက်မှာတော့တကြုံလုံးကိုပတ်ပြီးထူပါရာမဇီရီမဟာဇီရီအစရှိတဲ့နေရာတွေမှာဖလသမပတ်ဝင်စားတော်မူခဲ့ပြီးနောက်ဆုံးမှာစရိပါဒတောင်ထိပ်မှာခြေရာချတော်မူခဲ့ပါတယ်။ AD 460ခုနှစ်မှာနန်းတက်တော်မူခဲ့တဲ့ဟန္တာဝတီဘုရင်ဓမ္မဇေဒီမင်းလက်ထက်မှာထေရဝါဒဂိုင်း6ဂိုင်းမငြင်မညွတ်ဖြစ်ပြီးတော့သာသနာတော်ညှိုးနွမ်းခဲ့ရပါတယ်။အဲ့ဒီအခြေအနေကိုပြုပြင်မှုအတွက်ဓမ္မဇေဒီမင်းကြီးဟာဆိုရင်တီဟိုမှာရှိတဲ့ကလျာဏီတိမ်မှာမြမယဟန်တော်44ပါးတို့ကိုယဟန်အသစ်အဖြစ်ခံယူခြင်းကိစ္စတို့ကိုဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီယဟန်တော်44ပါးတို့ဟာဟန္တာဝတီပဲခူးကိုရောက်ရှိလာတဲ့အခါမှာပဲခူးကလျာဏီတိမ်အပါအဝင်ရာမညတတိုင်းလုံးမှာရှိတဲ့တိမ်ပေါင်း398သိန်းကိုသမုတ်ပြီးတော့ယဟန်တာမဏေတွေကိုတီဟိုမှာရှိတဲ့မူအတိုင်းယဟန်အသစ်ခံယူတဲ့အခမ်းအနားတွေကိုပြုလုပ်စေခဲ့ပါတယ်။ဒီလိုနဲ့သာသနာခိုင်းခွဲမှုတွေကိုပပျောက်စေခဲ့တဲ့ထင်ရှားတဲ့သမိုင်းကြောင်းတွေရှိခဲ့တာပဲဖြစ်ပါတယ်ရှင်။ Swa iti to pagwa misima paripara mega lanchi misima paripara mega lanchi inne bu yi man sai yau myan yue tukada mi be i tukada mi be Don't say my puvane, Kinanda she de no, Kinanda Bodaga Yapayabu Kominiji, take them memo say chano, Nalo say one chan ye yamano. A bit of a big dicky, what am I? Don't say my puvane, Kinanda she de no, Kinanda Bodaga Yapayabu Kominiji, take them memo say chano, Nalo say one chan ye yamano. ဘာသာရေးအဆောက်အအုံတွေထဲမှာမဟာဇီရီတော်ဟာလည်းပါဝင်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာမြတ်ဗုဒ္ဓရဲ့ဓာတ်တော်အများဆုံးဌာပနာထားရာဇီရီတော်ကြီးအဖြစ်ထင်ရှားခဲ့ပါတယ်။ BC 154ခုသာသနာနှစ်382ခုကစုံလပြည့်နေ့မှာအုံမြင့်တော်ချခဲ့ပြီးအရှင်သောနုတ္တရယဟန္တာမထေရမြတ်တို့ဦးစီးပြီး16နှစ်အရွယ်ရှိယဟန္တာအရှင်ငယ်ရဲ့အစွမ်းဖြင့်နဂါးပြည်သို့ကြွရောက်၍တိဟိုအယူအဆအရာဓာတ်တော်တစိမ့်မြမအယူအဆဓာတ်တော်နှစ်ပြည်ကိုဌာပနာသွင်းပြီးတည်ထားခဲ့ပါတယ်။အဲ့ဒီဇီရီတော်ကြီးဟာအမြင့်ပေ180ညံတော်အတောင်120ဖြစ်ပြီးလုံးပတ်တော်မှာ666တောင်းရှိတဲ့ဇီရီတော်ကြီးပဲဖြစ်ပါတယ်။မဟာဇီရီတော်ကြီးကိုလှူဒန်းတဲ့စိန်ဖူးတော်အလှရှင်တွေဟာမြန်မာလူမျိုးများဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။1940ခုနှစ်မှာကိုလံပေါ်မှာသတင်းသုံးနေတဲ့မြန်မာဆရာတော်ကြီးဦးဝိနာယလင်္ကာရ၏ဦးဆောင်မှုဖြင့်မြန်မာနိုင်ငံမှမိုးကုတ်ဆရာတော်ကြီးဦးဝိမလာနှင့်တပည့်ဒါယကတရကမားများ၏ကောင်းမှုအဖြစ်လှူဒန်းထားပြီးထိုကိထိုခါကကာလတန်မိုးတသိန်းကျော်အဖိုးရှိတဲ့၆တလုံးစိန်မှုတော်ကြီးကို
ဖူးမြင်ခဲ့ရပါတယ်မဟာစေတီတော်ကြီးဟာဗုဒ္ဓရဲ့တတိယပြိဋိနိဗ္ဗာန်မှာပါဝင်နေပါတယ်ရှင်ဗုဒ္ဓဘုရားရှင်မှာပြိဋိနိဗ္ဗာန် 3 မျိုးရှိပါတယ်ပထမပြိဋိနိဗ္ဗာန်အနေနဲ့ဘောဓိညောင်ပင်မှာဖရာအဖြစ်သို့ရောက်ရှိပြီးကိလေသာဟုသမျှကိုအကျွင်းမဲ့ချုပ်ငိမ့်တဲ့ကိလေသာပြိဋိနိဗ္ဗာန်ရှိပါတယ်ဒုတိယပြိဋိနိဗ္ဗာန်အနေနဲ့ကုသိနာယုံအင်ချင်းဥယျာဉ်မှာခန္ဓာကိုယ်စွန့်ခြင်းဆိုတဲ့ခန္ဓာပြိဋိနိဗ္ဗာန်ရှိပါတယ်တတိယပြိဋိနိဗ္ဗာန်အနေနဲ့သာသနာတော်အတွင်းမှာအထင်အရှားရှိတဲ့ဓာတ်တော်များအားလုံးဓာတုပြိဋိနိဗ္ဗာန်ပြုတဲ့အခါမှာဓာတ်တော်တွေအားလုံးဟာမဟာစေတီတော်ကြီးစီသို့ကြွားရောက်တော်မူလာမှာဖြစ်ပါတယ်အဲဒီကတစဉ်နာဂဒီပကျုံရာဇယတနာစေတီတော်အတွင်းမှာရှိတဲ့ဗဒမြပလင်ထမှာစုပေါင်းကြွားရောက်မှာဖြစ်ပါတယ်ထို့မှတဖန်ပလင်တော်နဲ့အတူကောင်းငင်ထက်ပြန်တက်ပြီးတော့ဗုဒ္ဓဂါယာမှာရှိတဲ့ဘောဓိပင်ချင်းရင်းသို့ကြွားရောက်တော်မူပြီးလက္ခဏာတော်ကြီးငယ်အသွဲသွဲတင့်တယ်တဲ့ဖះရှင်ရဲ့အသွင်ကိုပေါ်ဆောင်ကရေမိစုံနဲ့တကိုးတော်ပြတော်မူကဓာတ်တော်များအားလုံးပြောက်ကွယ်ပြီးဓာတုပြိဋိနိဗ္ဗာန်စံတော်မူမှာဖြစ်ပါတယ်ရှင်ဒီပြိဋိနိဗ္ဗာန်တွေထဲကတတိယပြိဋိနိဗ္ဗာန်ဖြစ်တဲ့ဓာတုပြိဋိနိဗ္ဗာန်ဟာမဟာစေတီတော်ကြီးမှာအစပြုခဲ့တာဖြစ်ပါတယ်မဟာစေတီတော်ကြီးကိုဖူးမြော်ရတဲ့ရင်မြင်တော်အထက်မှာစင်ကံမြင်းကံရုပ်တွေကိုလှပစွာဆင်မြန်းထားတာတွေ့မြင်ရပါတယ်စေတီတော်ကြီးရဲ့ကောင်းမှုရှင်ဒုလဂါမဏီမင်းကြီးနဲ့မေတော်ဝိဟာရမဟာဒေဝီရဲ့ရုပ်ထုတော်များကိုလည်းရင်မြင်တော်ပေါ်မှာမြင်တွေ့ခဲ့ရပါတယ်ရှိရှိကလေးတီချီမှန်ကန်ဒီမို့စိတ်ပြောရမယ်နော်ဓမ္မမိတ်ဆွေများရဲ့စေတနာနဲ့ကျေးဇူးတော်ဒီတွင်မှာဒီပမှာသာသနာပြုရဲ့ကုသိုလ်တော်သာဓုခေါ်မိတ်ဆွေများလေးရစီတော့ဗုဒ္ဓဂါယာဖရာဟုဆိုခင်နန္ဒာနဲ့တွားရအောင်နော်စေတနာထုပြုနိဗ္ဗာန်ဆုံးခင်နန္ဒာနဲ့တွားရအောင်တေကမိတ်တာဘောဓိပင်နဲ့မဟာစေတီတော်တို့ကြားလောဟပါတတာကြီးပြတ်ကြီးကိုလည်းဖူးမြော်ခဲ့ရပါတယ်စေတနာထုပြုနိဗ္ဗာန်ဆုံးတနည်းအားဖြင့်မဟုတ်တာကြောင်းဟောင်းလို့ခေါ်တယ်မဟုတ်တာကြောင်းတဲ့နေရာဒီနေရာဟာပိဋကစာပေအထွက်ထိပ်ကိုရောက်ဖို့အတွက်ဓမ္မဆွန်းဒီအုံးမြချက်ခဲ့တဲ့နေရာပေါ့ရှင်မဟာဗုဒ္ဓဘောဓထာဂတာကျမ်းပြုစာတော်ဒီနေရာမှာတည်င်းသွင်းခဲ့တယ်နောက်အရှင်မဟာဓမ္မပါဠိဒီကာရီဘာရီရေးခဲ့တဲ့စာတော်ထာဂတာပါဠိတော်ရေးခဲ့တဲ့စာတော်ဘုန်းကြီးကျောင်းမှာပဲတည်င်းသွင်းခဲ့ကြတယ်ဒါဒီမဟာဝိဟာရဒီကိုင်းကိုကနဦးအစာပြုခဲ့တဲ့နေရာလေးဖြစ်တယ်မဟာဝိဟာရအကြောင်းလေးဖြစ်တယ်ဒီကျောင်းကိုဆွေးပြုပြီးတော့ဒီမဟာစေတီအကုန်လုံးဒီဦးဇင်းပထမဒီမှာပြောတဲ့ရချင်းမှာပါတယ်လေဒီကျောင်းဆောင်းသင်္ကမိတ်တာဘောဓိပင်ဟာအနုရာဓပူရမြို့မှာရှိတဲ့သီရိမဟာဘောဓိပင်ကြီးပဲဖြစ်ပါတယ်။သီရိလင်္ကာနိုင်ငံသားတွေဟာဒီဘောဓိပင်ကြီးကိုဗုဒ္ဓမြတ်စွဲတော်ပြီးလင်နိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ပါးအဖြစ်သတ်မှတ်လို့ထားပါတယ်။မဟာဘောဓိပင်ကြီးဟာသာသနာတော်နှစ်236ခုနှစ်မှာစိုက်ပျိုးခဲ့လို့ကမ္ဘာတက်တန်းအရှိဆုံးသစ်ပင်ကြီးဖြစ်တယ်လို့မြတ်စွာဘုရားဖြစ်တော်မူရာမဟာဗောဓိပင်ရဲ့ကိုပွားလည်းဖြစ်သည့်အတွက်တန်မိုးကြီးလာပါတယ်။မဟာဗောဓိပင်ရဲ့တောင်ဘက်ကိုင်းကိုစိုက်ပျိုးခဲ့တာဖြစ်တဲ့အတွက်ဒက္ခိဏတာခာဗောဓိပင်လို့ခေါ်ဆိုကြသလိုသင်္ကမိတ်တာထေရီမပြည့်ဆောင်လာခဲ့တဲ့အတွက်သင်္ကမိတ်တာဗောဓိပင်လို့လည်းခေါ်ဆိုကြပါတယ်ရှင်။သီရိလင်္ကာနိုင်ငံသားများဟာမဟာဗောဓိပင်ကိုအလွန်မြတ်နိုးတန်မိုးထားတဲ့အတွက်ဗုဒ္ဓမြတ်စွဲတော်ကိုဖူးမြော်သလိုမျိုး
အဖြူရောင်ဝတ်စုံများကိုဝတ်ဆင်ပြီးဖူးမြော်ကြရတာဖြစ်ပါတယ်။တိရိမဟာဘောဓိပင်ကြီးကိုယခုလိုဖူးမြော်ခွင့်ရတာဟာတီဟိုကျွန်းရဲ့မီးရှို့တစောင်းဖြစ်တဲ့အရှင်မဟိနမထေရရဲ့ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်။တီဟိုကျွန်းမှာအရှင်မဟိနဟောကြားတော်မူသောတရားတော်ကိုနာယူပြီးတဲ့နောက်မင်းမျိုးမင်းနွယ်မှအစအလွာပေါင်းစုံမှလူတွေဟာရဟန်းပြုလာကြပါတယ်။အိရှိဇံမီဘုရားအနုလာဒေဝီဟာတရားကံတည်၍အချွေရန်တစ်ထောင်နှင့်အတူဘိက္ခုနီဝိချင်ချောင်းကိုအရှင်မဟိနမထေရအားလျှောက်ထားခဲ့ပါတယ်။ဝီနီးစည်းကမ်းအရာဘိက္ခုနီတန်ကလိုအပ်နေတဲ့အတွက်အခြားသောဘိက္ခုနီတွေနဲ့အတူနှမတော်သင်္ကမိတ္တထေရီအားတီဟိုကျွန်းကိုလာခဲ့ဖို့အရှင်မဟိနကမိန့်ကြားလိုက်ပါတယ်။သင်္ကမိတ္တထေရီတီဟိုကျွန်းကိုကြွချိန်မှာအာသောကမင်းကြီးကဘောဓိပင်ရဲ့တောင်ကိုင်းကိုလှူလိုက်ပြီးသင်္ကမိတ္တထေရီနှင့်အတူဘောဓိပင်အားဆောက်ရှောက်ဖို့အတွက်အချမ်းရများကိုပါစိတ်လုပ်ခဲ့ပါတယ်။အာသောကမင်းကြီးကိုယ်တိုင်အမျက်တနိုးထည့်ပေးလိုက်တဲ့မဟာဘောဓိပင်ကိုမင်းကြီးနှင့်တကွတီဟိုကျွန်းသားများဟာကြီးကျယ်ခမ်းနားစွာကြိုဆိုပြီးအရှင်မဟိနရဲ့အကြံပြုချက်အရာမဟာမေဃဝန်ဥယျာဉ်အတွင်းမှာစိုက်ပျိုးစေခဲ့ပါတယ်။တီဟိုဘရင်အဆက်ဆက်တို့အသက်တမျှတန်မိုးထားဆောင်ရှောက်မှုကြောင့်အခုလိုခမ်းနားစွာဖူးမြော်ကြရတာပဲဖြစ်ပါတယ်ရှင်။
ရပူရမှာရှေးကြဆုံးဖြစ်တဲ့ထူပါရာမဇေဒီတော်ကြီးရဲ့ကောင်းမှုရှင်ကတော့ဒေဝနံပိယတိတ်တာမင်းကြီးဖြစ်ပါတယ်ရှေးဖျားသုံးစုတို့ရဲ့ရေစစ်တော်ရေတနုတ်တော်များကိုဌာပနာသွင်းပြီးတည်ထားကိုးကွယ်ခဲ့ကြပါတယ်ဂေါရမဖျားရှင်တီဟိုတို့တတိယအကြိမ်ကြွရောက်တော်မူစဉ်ဖလသမပတ်ဝင်စားခဲ့ရာအောင်မြေအရက်ဖြစ်ပါတယ်အာတောကမင်းကြီးရဲ့သားတော်အရှင်မဟိန်သားရဲ့ညွှန်ကြားချက်အရာတူတော်သူသူမနာတာမဏေယဟန်နာရဲ့အစွမ်းနဲ့တာရင်သားမှာရှိတဲ့မြတ်စွာဘုရားရဲ့လက်ရညှက်ရိုးတော်နဲ့စပူထိတ်မှာတပိတ်တလုံးစာဓာတ်တော်များကိုဌာပနာသွင်းပြီးတည်ထားတဲ့ဇေယီတော်မြတ်ကြီးပဲဖြစ်ပါတယ်လုံးပတ်ညံတော်194ပေအမြင့်ညံတော်63ပေရှိတဲ့ရှေးဟောင်းဖျားကြီးပဲဖြစ်ပါတယ်ထူပါရာမဇေယီတော်ကြီးပတ်ပတ်လဲမှာကြောက်တိုင်းအကျွင်းကြံတွေကိုတွေ့မြင်ခဲ့ရပါတယ်ရှင်တစ်ချိန်လုံးကဖျားကြီးကိုအမိုးကြီးကြီးနဲ့မိုးကာထားပြီးနောက်ပိုင်းခေတ်အဆက်ဆက်ပြောင်းလာတဲ့အခါမှာအမိုးကြီးပြိုကျသွားပြီးတော့ကြောက်တိုင်းတွေသာကျွင်းကြံခဲ့တယ်လို့သိရပါတယ်ရှင်အမတမဆူတောင်းပြတဲ့ရုပ်ဘွားတော်ကြီးပဲဖြစ်ပါတယ်။သမာဓိရုပ်ဘွားတော်မျိုးဖြစ်ပါတယ်။သမာဓိမုဒ္ဒရာလို့ခေါ်တယ်ပေါ့သမာဓိမုဒ္ဒရာဆိုဦးဇင်းတို့လည်းသိကြပါတယ်ကျွန်တော်တို့ကြားမှာပါဈာနမုဒ္ဒရာသမာဓိမုဒ္ဒရာစသဖြင့်ဆိုတော့အဲ့ဒီမုဒ္ဒရာခေါ်တာပေါ့ဒီမုဒ္ဒရာတရားဟာဘာကြောင့်ဖြစ်လာလဲဆိုလို့ရှိရင်ရှင်းမပြောခဲ့တယ်လို့တရားကူကြီးခိုင်းပေါ့အဲ့ဒီခိုင်းရဲ့ဒီကြောင်းတိုက်ချင်းမှာဘောဒီပင်အောက်မှာအရင်တေထားခဲ့တဲ့ဒီမုဒ္ဒရာ၄မျိုးရှိရဲ့အဲ့ဒီခြေကတပေါပါဝင်ပေါ့လေဆိုတော့ဒီမုဒ္ဒရာရဲ့ထူးခြားမှုကဘာလဲဆိုလို့ရှိရင်ဒီကံကနိုင်ငံသားတွေယုံကြည်တာကဆူတောင်းလို့ရှိရင်ပြည့်တယ်ဆိုတော့ယူဆရှိတယ်တောင်းလေးတောင်းကြတယ်အလေးလေးထားကြတယ်တန်ဖိုးလေးထားကြတယ်မုဒ္ဒရာဆိုတော့ဒါနဲ့ဆက်ဆက်ပြီးတော့ဒီအိန္ဒိယကဒီနေရုပေါ့ကျော်လာနေရုပြည်သင်္ကာကိုအလည်လာတဲ့အခါဒီတစ်ဖို့အကျဆုံးထဲမှာဒီမုဒ္ဒရာတွေ့ရတယ်လို့ပြောတယ်ဒီကတော့သူရဲ့ဒီလောကရန်ရိုက်ခတ်ဟိုထောင်တွေကြားဘူးတဲ့အခါဒီတင်မြင်တဲ့သမာဓိမူစံနဲ့တွေ့မြင်ရလို့ပေါ့ဒီကြောင့်လည်းနေရတော့အကျဆုံးရောက်သူဆိုပြီးတော့သမာဓိမုဒ္ဒရာဆိုပြီးတော့ဒီကိုယ်တိုင်နေမက်တရားဒီစကားပြောကမက်တဲ့ဒီကောင်းတယ်ဒီလိုဒီဝါချင်းဒီမျိုးဝါကချင်းဒီမျိုးဆိုပြီးတော့
မျိုးခွေးမျိုးပေါ့မျိုးခွေးတွေမြင်ရတယ်ဆိုပြီးတော့ယူဆလို့ရှိတယ်ဟိုကြောင့်ဒီမိဒရာလေးနေထူချတဲ့အထင်မှာပါတယ်ဘီယာဂူရီကိုင်းတာတွေဒီကလိုက်ရပေါ့ဆိုတော့ဦးဇင်းလောက်မာဒီမို့ကအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီလောက် Paling dia urut memang mau sedikit lagi dia assistant mic kau gitu. Cedawana sudah usah termasuk juga dari mana kan juga itu mah mau nara kaya biar kaya cedawana kaya itu dah cedawana kaya ini gua so video buat ada support jika ada di niat tu cari sudah agak cedawana sejauh di mahau nara kaya biar kaya itu tak adaที่มาbiasa sung dia cikai mungkin nyari dah semua pasal lah di cedawana kaya kan dia layan sulit mau kok so jika di lo bungjang bajong thal le di ko so trileng ka nangai thai di pitu ka la ya swat a blau khai de so la ko pya ta shin ya le pare naw ni bi do di la ya ha di le ya zu Roma Empire နဲ့နေပြီးတော့နှိုက်ရှင်ပြီးတော့ပြောထားတာရှိတယ် Roma Empire ပြီးတဲ့လေယာစုပြီးတဲ့နောက်ပိုင်းမှာစာအုပ်နဲ့ပတ်သက်လို့လိုင်းရနဲ့ပတ်သက်လို့အခိုင်ခိုင်စုဟာဒီတောင်းဝနာဆိုပြီးတော့တတိယနေရာမှာရှိတယ်ဆိုပြီးတော့သူတို့တင်စားပြီးတော့ပြောထားတာရှိတယ်အဲ့တော့ကြောင့်ဒီဇယ်ဒီကိုတည်တဲ့အခါဒီလိုယူဆချက်တော့ရှိတယ်ပေါ့ဒါရဲ့ရတဲ့တော့ဟာပိုင်ကျိုးတွေဒီလိုချက်ပနာထားပြီးတော့ဒီရဲ့ဇယ်ဒီဒါကြောင့်ဒီဇယ်ဒီကိုဒေတာဝနာစီလို့ခေါ်တယ်ဒေတာဝနာစီပုံစံကြီးကတော့ဒီလင်ကနိုင်ငံမှာဘီယာဂရီစီညလေးနေတူတယ်တော်တော်လေးနောက်ခါသမိုင်းနေကွဲတာလောက်ပဲရှိတယ်ပေါ့လေ ဂိုင်းပွဲမှာဘောခင်တာပဲပေါ့နော် အဲဒါပဲဒါ ဂိုင်းပွဲတာပဲဒီကအချို့ ဂိုင်းကွေးတော့နည်းနည်းရှိတော့လာရဘောတွေဖြစ်တော့တာပေါ့ရောက်ပါပြီဦးစင်းဒီတော့နာနာပတ်သက်မဟိန်ဒလေးတောင်ဟာသီရိလင်္ကာနိုင်ငံရဲ့အမျက်တနိုးထားရတဲ့နေရာတစ်ခုဖြစ်ပါတယ်။သီရိဓမ္မသောကမင်းကြီး9တိုင်း9ဌာနသာသနာပြုလုပ်ရာမှာသီရိလင်္ကာနိုင်ငံကိုအရှင်မဟိန်နာပထမဆုံးရောက်ခဲ့တဲ့နေရာဟာလေဒီမဟိန်ဒလေးတောင်ပဲဖြစ်ပါတယ်။မဟိန်နာမထေရရဲ့အမည်ကိုအစွဲပြုကမဟိန်ဒလေးတောင်လို့ခေါ်ဆိုသလိုပါဠိစာပေမှာတော့မိတကတ်တောင်ဇေဒီယတောင်ဟုလည်းခေါ်ဆိုကြပါတယ်။တိဟိုသာသနာရဲ့တမိုင်းကျောင်းစတင်ပုံမှာဒေဝနံပိယတိတ်တမင်းကြီးဟာစစ်တီဘိုးဘအပေါင်း4000ကျော်ချမ်းရံပြီးဒီနေရာမှာတောကစားဖို့ရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာတောဆောင်နှက်ကစိုင်းသမင်းအသွင်ဖန်ဆင်းပြီးတော့ဘရင်တစ်ပါးတဲ့ရဟန်းနာများကိုတွေ့ဆုံစေရန်နှူဆွဲပြီးခေါ်ဆောင်သွားခဲ့ပါတယ်။ရှင်မဟိန္ဒနဲ့သူ့ရဲ့သာသနာပြုအဖွဲ့စုစုပေါင်း9ဦးပါဝင်ခဲ့ပါတယ်။ဒေဝနံပိယတိတ်တမင်းကြီးဟာအရှင်မဟိန္ဒအပါအဝင်ရဟန်း9ပါးလုံးအားတွေ့တဲ့အခါကြောက်ရွံ့စိတ်မဖြစ်ပေါ်စေလိုတဲ့အတွက်အရှင်မဟိန္ဒဟာသူတစ်ပါးတည်းတွေ့စေရန်ဖန်ဆင်းခဲ့ပါတယ်။
ပြီးတော့မှမင်းကြီးအားတိတ်တာငါထံသို့လာလောဟုတောင်ပေါ်ကနေလှမ်းခေါ်လိုက်ပါတယ်ဒေဝနံပိယတိတ်တာမင်းကြီးဟာဒီတီဟိုကျွန်းတကျွန်းလုံးမှာသူ့ရဲ့ငယ်နာမည်ကိုခေါ်ဝန်းတဲ့လူမရှိတာကြောင့်အခုလိုခေါ်လိုက်တာဟာနဘလူးပဲဖြစ်ရမယ်လို့ထင်မြင်မိခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှင်မဟိန္ဒဟာမိမိသည်နဘလူးမဟုတ်ပါဖះရှင်ရဲ့သားတော်ဖြစ်သည့်အတွက်သာသနာကိုချီးမြှောက်ရန်တီဟိုကျွန်းကိုလာခဲ့တဲ့အကြောင်းအရာကိုပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်မှအရှင်မဟိန္ဒဟာအာသောကမင်းကြီးရဲ့သားတော်ဖြစ်တဲ့အကြောင်းကိုလည်းဆက်လက်ပြောကြားတဲ့အခါဒေဝနံပိယတိတ်တာမင်းကြီးဟာသူ့ရဲ့ကျွန်းမှာသာသနာတော်ပေါ်ပေါက်တော်မည်ဟုဆိုပြီးအလွန်အမင်းဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်အရှင်မဟိန္ဒဟာဒေဝနံပိယတိတ်တာမင်းကြီးကိုသာသနာပြုနိုင်တဲ့မင်းတစ်ပါးဖြစ်မဖြစ်နဲ့ကိုယ်ပိုင်ဉာဏ်ရှိမရှိကိုတိမ်မွေးတဲ့ပြဿနာတွေနဲ့စစ်ဆေးစေခဲ့တဲ့နေရာဟာလေဒီမဟိန္ဒလေးတောင်ပဲဖြစ်ပါတယ်အရှင်မဟိန္ဒမေးမြန်းခဲ့တဲ့ပြဿနာတွေကိုဒေဝနံပိယတိတ်တာမင်းကြီးဟာဉာဏ်ပညာကြီးမြင့်တဲ့မင်းတစ်ပါးဖြစ်ခဲ့တာကြောင့်အားလုံးကိုဖြေဆိုနိုင်ခဲ့ပါတယ်သီရိလင်္ကာနိုင်ငံမှာထေရဝါဒဗုဒ္ဓဘာသာစစ်စစ်စတင်ပေါ်ပေါက်ခဲ့တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှထူးမြတ်လာတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တို့စိတ်မပူပါနဲ့ခင်နန္ဒာရှိတယ်နော်ခင်နန္ဒာဗုဒ္ဓဂါယဖယားဘူးကုမ္ပဏီကြီးထိတ်တမ်းမဲမှုစိတ်ချတော့နှလုံးစိတ်ဝမ်းချမ်းမြေ့ရမနော်အပေတကားပိတ်တဲ့ခီကိုသွားခြင်းပါပြီနော်ဝေးလာတော့သွားလာဖို့ရည်တွေးပြီးရင်မောဒီတို့စိတ်မပူပါနဲ့ခင်နန္ဒာရှိတယ်နော်ခင်နန္ဒာဗုဒ္ဓဂါယဖယားဘူးကုမ္ပဏီကြီးထိတ်တမ်းမဲမှုစိတ်ချတော့နှလုံးစိတ်ဝမ်းချမ်းမြေ့ရမနော်နေရတကားစေတနာပါခင်နန္ဒာနဲ့သွားစို့နော်ချိုသားစွာကျင်နာစွာခင်နန္ဒာဖေးမရင်နဲ့ဗုဒ္ဓဂါယနေရဆုံးစိတ်တိုင်းချဖို့ရဖို့နော်တာဝန်ယူပြီးကအကျိုးဆောင်ကခေါ်စေတနာထူးပြုနိဗ္ဗာန်သောခင်နန္ဒာနဲ့သွားစို့နော်ကျွေးမွေးမှုလေးကောင်းကျမ်းမာရေးအတွက်တာဝန်ကြီးပြုငါတော့ပြုံးနေဝိနည်းများကတွေထွေးစွာအဲဝတ်ကြည်တာခင်နန္ဒာရောက်သူများနှုတ်ဖြာမှာဆွေးခင်နန္ဒာပဲသွားဘူးသူတိုင်းထက်သွားခြင်းလေခင်နန္ဒာနဲ့ပဲရောက်သူများနှုတ်ဖြာမှာဆွေးခင်နန္ဒာပဲသွားဘူးသူတိုင်းထက်သွားခြင်းလေခင်နန္ဒာနဲ့ပဲသစ္စာရှိရှိဂရီတီတီမှန်ကန်ဒီမို့စိတ်ပြောရမယ်နော်ဓမ္မမိတ်ဆွေများရဲ့စေတနာနဲ့ကျေးဇူးတော်ပြည်တွင်မှာပြည်ပမှာသာသနာပြုတဲ့ကုသိုလ်တော်သာဓုခေါ်မိတ်ဆွေများလေးရစေတော့ဗုဒ္ဓဂါယဖယားဘူးဆိုခင်နန္ဒာနဲ့သွားရအောင်နော်
ခင်နန္ဒာဖေးမရင်နဲ့ဗုဒ္ဓဂါယာနေရဆုံးစိတ်တိုင်းချဖူးရဖို့နော်တာဝန်ယူပြီးကအကျိုးဆောင်ကခေါ်စေတနာထူးပြုနိဗ္ဗာန်သော စီကရိယာတောင်သည်အနုရာရပူရမြို့နှင့်ကန်နီမြို့သို့သွားသောကားလမ်းမကြီးပေ10 ကီလိုမီတာအကွာဒံမူလကြောက်တောင်မှ24 ကီလိုမီတာအကွာမှာတည်ရှိပါသည်စီကရိယာတိဟဂီရိခေါ်ချင်းသေးပုံနှင့်တူသောကြောင့်ချင်းသေးကြောက်တောင်လိုင်ယွန်ရော့ခုလည်းအတိတ်ပဲရပါတယ်စီကရိယာဟာအလွန်မြင့်ပြီးမတ်ဆောက်သောကြောက်တောင်ဖြစ်ပါတယ်ထိုတောင်ထိပ်ပေါ်မှာကတ္တပဘရင်လက်ထက်ကလေးကတီဆောက်ထားတဲ့နန်းတော်ရာဟောင်းလေးရှိပါတယ်ထို့ကြောင့်ကဘာလက်ခီးသည်များစိတ်ဝင်စားဖြင့်လာရောက်ကြသောနေရာတစ်ခုဖြစ်ပြီးယူနက်စကိုကလည်းစီကရိယာကိုကမ္ဘာရှေးဟောင်းအမွေနှင့် World Heritage အဖြစ်သတ်မှတ်ထားပါတယ်။တောင်ထိပ်ပေါ်တက်သောနေရာတွင်လက်ရန်တံပန်းများပါသောလှေကားကိုနေရန်ကပ်ပြုလုပ်ထားပြီးဒုတိယအဆင့်ရောက်သောအခါခန့်ညားထေဝါလာသောကြောက်လှေကားတင်များကိုချင်းသေးလက်နှစ်ခုကြားကနေပြုလုပ်ထားခြင်းဖြစ်ပါတယ်။မူရင်းပုံစံမှာချင်းသေးကြီးလက်နှစ်ခုကြားမှာဒီကထက်မှာရှေးရခင်းတကားတစ်ခုရှိခဲ့ပြီးတစ်သားများနဲ့တိဆောက်ခဲ့တယ်လို့အဆိုရှိပါတယ်။စီကရိယာတောင်ဟာရှေးရခင်းကဘုရင်နန်းဆန်တော်မူခဲ့ရာနန်းတော်ဟောင်းကြီးဖြစ်ပါတယ်။ရန်သူများမလာရောက်မတက်ရောက်နိုင်စေရန်တောင်မြင့်ကြီးပေါ်မှာနန်းတော်တိဆောက်ထားခြင်းဖြစ်ပါတယ်။တောင်ကြီးပတ်လည်မှာကျုံးဖြည့်ကာယံထားပြီးထိုကျုံးအတွင်းဝယ်ရှေးကမိချောင်းစာသောရင်းနှီးသတ္တဝါများတည်ရှိကြပါတယ်။ထိုနန်းတော်ဟောင်းနေရာမှာခက်ခဲစွာစူးစမ်းတက်ရောက်ကြရသဖြင့်နှလုံးရောဂါရှိသူများမူးမော်တက်သူများနှင့်တက်ကြီးရွယ်အိုများတက်ရောက်ရန်မသင့်တော်ပါရှင်။နန်းတော်အမြင့်မှာမြေပြင်မှအထက်3ဆင့်ရှိပါတယ်။မြေပြင်မှကြောက်တုံးခြေထိလှေကား333ထိကြောက်တုံးခြေမှခါးလေချင်းသေးထိပ်တိလှေကား116ထိချင်းသေးလက်ရှိရာအလဲစစ်မှကြောက်တုံးထိပ်နန်းတော်ထိ289ထိခန့်ရှိပါတယ်။စီကရိယာကြောက်တောင်ဟာလွင်ဒီခေါင်တွင်ထီထီမမကြီးတည်ရှိနေသဖြင့်အရက်လေးမျက်နှာမှထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ပင်လေရေမျက်နှာပြင်အထက်1214ပေမြင့်ကတောင်ထိပ်အကျယ်12ဟက်တာကျော်ခန့်ရှိပါတယ်။ဒီနိုင်ငံရဲ့ဒုတိယမျိုးတော်ဒုတိယခေတ်ပေါ့
ဘောရုနာလူဝခေအဲ့ဒီမှာဘာတွေထွန်းကောက်ခဲ့လဲဆိုမြတ်သောအဖြစ်ဒီအနုရဒဘူရခေပြီးတဲ့နောက်ပိုင်းမှာဒီဒုတိယဘောရုနာလူဝခေမှာကြားတဲ့စစ်ပွဲတွေကတော်တော်များတယ်ဥပမာမင်းနဲ့ပေါ့လေမင်းဆိုစာမလို့တော့ဂျေကလာလို့ခေါ်တာပေါ့သူတို့လည်းဖြစ်တဲ့အခါဒီခေမှာဘာသာရေးနဲ့ဆိုင်တဲ့ဒီစာအုပ်တွေဒီလိုနောက်တော့ဟောလို့ဖြစ်ပါတယ်ဒါကတော့ဒုတိယတက်ကိုတက်တဲ့လေကားတွေပေါ့နော်ပို့ရင်တော့ဒုတိယတက်ကိုတက်တဲ့လေကားတွေပါဒါတွေကဒါလူရဒီနန်းဆောင်ရ9ထပ်တောင်မှမြင့်တယ်လို့ဆိုပါတယ်တနေရာပါနော်ကျမကြီးသွားတဲ့နေရာဒီလိုမျိုးတွေလူမျိုးကျမကြီးသွားတဲ့နေရာတွေဒီအရာတွေတော့မိုးရွာနေတဲ့ခါကျတော့လူရှင်းတဲ့ခါကျတော့ဗီဒီယိုရိုက်လို့လည်းအရင်မှကောင်းပါတယ်ဓာတ်ပုံရိုက်လို့လည်းအရင်ကောင်းပါတယ်လူရှင်းနေတဲ့အတွက်ကြောင့်တကယ်ကိုကြောက်စစ်လက်ရာတွေနဲ့ထုစစ်ထားတာဒါကတော့ပေါ်လိုနာလူကမြို့ဟောင်းတွေမှာရှိတဲ့နန်းတော်ဟောင်းကြောက်စစ်လက်ရာတွေအမှန်တမ်းကောင်းပါတယ်ပိုလိုနာရူကမြို့ဟောင်းအတွင်းမှာရှိတဲ့နန်းတော်ရာအတွင်းမှာကျွန်တော်တို့ဒါ
ချက်ပေါ့လေဘုရားဆင်းထူတော်ထူပြီးတော့ဒေထားခဲ့တဲ့နေရာဝါဝိဟာရလို့ခေါ်တာပေါ့ဟိုမှာလျောင်းတော်မုံတဲ့ရုပ်ထုကတော့ဘုရားရှင်ပြင်းနေမှထူတဲ့ရုပ်ထုလို့တက်လိုက်တော့ယာသာလူဝါဝါတော်ယက္ခာနေဝပတလိပိတနံယနိစေဝံမုဇံတော်ရတေဤဝပတ္တိတော်ဘုရားသူပရိသောသောသာဘာဝံသိစီနာပတ္တိဓမ္မူလတောင်တန်းကြီးဟာဆိုရင်ဖြင့်ရှေးခါကသားရဲ့တရိษံတွေခိုအောင်ခဲ့ပြီး1118ပေအမြင့်ရှိတာပဲဖြစ်ပါတယ်။တီဟိုနိုင်ငံမှာထင်ရှားတဲ့ဒုလဂါမဏိမင်းကြီးရဲ့ညီတော်တရားတိတ်တမင်းရဲ့သားတော်ဝလဂါမဏိမင်းကြီးဟာစစ်ရေးရှုံးတဲ့အတွက်14နှစ်တိုင်တိမ်းရှောင်နေခြင်းဒီနေရာဒီဒေသမှာဓ
တကယ်လို့မိမိရဲ့နံပြန်ရမယ်ဆိုရင်ဗုဒ္ဓရဲ့ကျောင်းတော်များဖြစ်ရမယ်လို့အဓိဋ္ဌာန်ပြုခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့အဓိဋ္ဌာန်အတိုင်းနံပြန်လည်ရရှိတဲ့အခါမှာတောင်ကြီးအနီးတစ်ဝိုက်မှာရှိတဲ့လဲမြေဧက1000ကျော်ကိုမြတ်စွာဘုရားအားလှူဒန်းခဲ့ပါတယ်။ဒီဟိုသမိုင်းမှာပထမဆုံးမြေလှူတဲ့ဘုရင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။တောင်ပေါ်မှာထင်ရှားတဲ့ဂူပေါင်း9ခုရှိပြီးတော့ဂူတွေရဲ့နာမည်ကတော့ကြားမင်းဂူ၊မင်းကြီးဂူ၊မေတော်မိနဲ့သားဂူနဲ့နောက်ဆုံး2ခုကတော့ကျောင်းကြီးဂူနဲ့ကျောင်းသေးဂူဟုအဆိုရှိခဲ့ပါတယ်။ဂူတွေထဲမှာဗုဒ္ဓဆင်းနုတော်များစွာရှိပြီးစုစုပေါင်းဆင်းနုတော်150ကျော်ရှိပါတယ်။အကြီးဆုံးဆင်းနုတော်ကြီးက14မီတာကျော်ရှိပြီးကျောက်ဆောင်ကြီးတစ်ခုကိုထုဆစ်ထားတာပဲဖြစ်ပါတယ်။ဂူတွေထဲမှာနေရီကန်များဇီရီများစွာနဲ့ရုပ်ပွားတော်များစွာကိုဖူးတွေ့ခဲ့ရပါတယ်။နိုင်ငံစည်ရေးပကြီးတွေကလွန်စွာလှပလို့နေပါတယ်ရှင်။ မြတ်စွာဣတိပိသောဘဂဝါမစ္စည်းမပရိပရာမေဃလန်ချီမစ္စည်းမပရိပရာမေဃလန်ချီဤနေဘူးဤမန်းဆိုင်ရောက်မြန်၍ဒုက္ကတဒုက္ကတော်မြည်ပေ၏ဒုက္ကတဒုက္ကတော်မြည်ပေ၏အိုလောကသုံးခွင်အကျွမ်းမရှိကုန်စင်တင်လင်းလင်းသိမြင်တော်မူသောလောကဝိတုမြည်ပေ၏နမော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  ဒံမူလတောင်ကြီးကိုရောက်တာနဲ့ပထမဆုံးမြင်တွေ့ရမှာကတော့ဂျပန်နိုင်ငံကတည်ထားတဲ့ရွှေရောင်နေဝင်းနေတဲ့ကမာကူရပုံတူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ဘိက္ခုနီမများတန်းစီကစွန့်ခံကြွနေပုံတွေကိုဖူးမြော်ရမှာဖြစ်ပါတယ်။ အာလုဝိဟာရခေါ်အာလောကလိုင်ငူဟာမလယဇနပုံမှာစတုထတန်ဃာယနာတင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဒီနေရာဟာဆိုလေသုံးမြောက်ဆိုင်ရှိနေတဲ့အတွက်ကြောက်တောင်တွေကြားမှာတည်ရှိပြီးတောင်တွေကြားထဲမှာဂူတွေရှိနေပြီးတော့မြောက်ဘက်မှာရှိတဲ့လှိုင်ငူဟာအာလောကလှိုင်ငူဖြစ်ပါတယ်။ရှေးခါတုန်းကယဟန်တော်တွေဟာဖျားဟောပါဠိပိကရက်တော်တွေကိုနှုတ်တိုက်အားကုန်ဆောင်ခဲ့ကြပါတယ်။ခေတ်ကာလကြာရှည်လာတာနဲ့အမျှတရားဝါတွေရဲ့အသိပညာတွေဟာရိုးရော့လာတဲ့အခါမှာတော့ဒီအရေးကိုမြင်တဲ့တန်ဃာအပေါင်းတို့ကပေထက်အခရာတင်ရေးသားတော်မူခဲ့ကြတာကိုစတုထတန်ဃာယနာတင်နေလို့ခေါ်ဆိုခဲ့ကြပါတယ်။အဲ့အခါကဆန္ဒလာတိတ်တသဘုံပြီးကြောင့်တန်ဃာတော်900ကျော်တို့ဟာအိန္ဒိယဘက်သို့ထွက်ပြေးပုန်းရှောင်ခဲ့ကြရပါတယ်။ကြံခဲ့တဲ့မထေအပါ60တို့ဟာမလာယဇနပုံမှာအသက်ကိုမမှုပဲသူတို့ရဲ့ဗုဒ္ဓနေရာဌာနကိုရန်သူတွေလက်ထဲပါမသွားအောင်ဆက်လက်ပြီးကြက်ညက်ခံရပ်တည်ခဲ့ကြပါတယ်။စွန်းအာဟာရမမျှတတာတွေတချို့ရက်တွေမှာလုံးဝဆုံးဖုံမပေးရတာတွေကြောင့်စာလောင်မှုတွေပြင်းထန်လျက်ရှိနေပေမဲ့လေသဲတွေကိုစုစည်းကဝမ်းပိုက်အောက်မှာစုပြီးတော့ပိဋကတ်တော်တွေကိုစိတ်ဖြစ်ရွတ်ပြီးခက်ခဲပင်ပန်းစွာထိမ့်သိမ်းဆင်ခြင်ခဲ့ကြပါတယ်။နောက်ခါမှာတရားဝါတွေဟာဝရိယတမာတိဉာဏ်လျော့ပါသွားမှာကိုတွေ့မြင်တော်မူတဲ့အတွက်ပိဋကတ်တော်တွေကိုပေထက်အခရာတင်ခဲ့ကြတာပဲဖြစ်ပါတယ်။အချိန်အားဖြင့်ဝလဂါမဏိမင်းကြီးရဲ့လက်ထက်ဖြစ်ပြီး BC 100ရာစုမှာစတုထတန်ဃာယနာတင်ခဲ့တာပဲဖြစ်ပါတယ်။စတုထတန်ဃာယနာတင်ခဲ့တဲ့အာလောကလှိုင်ငူရဲ့ညာဘက်မှာရှင်မဟာ
ဗုဒ္ဓဂေါသမထေရရဲ့ကျေးရုပ်ထုတော်ရှိပါတယ်။ရှင်မဟာဗုဒ္ဓဂေါသမထေလောင်းလျာကိုအိန္ဒိယနိုင်ငံမဟာဗောဓိမနိုင်ဒေသအနီးမှာဖွားတော်မူခဲ့ပါတယ်။အသက်9နှစ်အရွယ်တည်းကဘေဒင်သုံးပုံကိုတစ်ဖက်ကန်းခတ်တက်မြောက်ခဲ့သူဖြစ်ပါတယ်။သာသနာတော်အတွင်းကိုရောက်ရှိပြီးပိဋကတ်များကိုသင်ယူတက်မြောက်သွားတဲ့အခါမှာတော့မြတ်ဗုဒ္ဓရဲ့အတန်တော်လိုအတန်မြင့်ဟိန်းပုံကိုထောက်ဆတော်မူပြီးဥပိ္ပစေဆရာတော်ကဗုဒ္ဓဂေါတဆိုတဲ့အမည်ကိုပေးအပ်ခဲ့ပါတယ်။ဆရာတော်အရှင်မဟာဗုဒ္ဓဂေါတဟာ AD 400စုမဟာနာမမင်းလက်ထက်မှာအိန္ဒိယကနေတိဟိုသို့ကြွရောက်လာပြီးအာလောကလှိုင်းကူမှာသတင်းသုံးတော်မူခဲ့ပါတယ်။ထေရဝါဒဗုဒ္ဓသာသနာအတွက်ကြီးမားလာတဲ့စာပေပေါင်းများစွာကိုရေးသားသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။သာသနာရောက်ဝါနေတို့လင်းစေတော်ဘုရားမြတ်စွာသာသနာရောက်ဝါနေတို့လင်းစေတော်ဘုရားမြတ်စွာသာသနာရောက်ဝါနေတို့လင်းစေတော်သာ Muni Mahabhagwan
ဆွေတော်လှည့်လဲပူဇော်တဲ့အခမ်းအနားဟာဂန်နီမြို့မှာ10 ရက်တိုင်ကျင်းပခဲ့တဲ့တီဟိုနိုင်ငံရဲ့အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ဒီပွဲတော်ကြီးဟာမိုးခေါ်တဲ့ပွဲတော်ကြီးဖြစ်တဲ့အတွက်ပထမဦးစွာကြာပုတ်တွေနဲ့ရိုက်နှက်တဲ့အတန်ကိုကြားခဲ့ရပါတယ်။ဒီကြာပုတ်တန်တွေဟာမိုးထစ်ချုံတဲ့အတန်ကိုအတိတ်ပဲဖုံညွှန်းထားတာဖြစ်ပါတယ်ရှင်။အဲဒီနောက်မှမီးကွင်းပေါင်းများစွာနဲ့ကစားတဲ့ပုံစံတွေကိုမြင်တွေ့ရပါတယ်။အဲဒီမီးကွင်းတွေဟာပျက်စီးတတ်တဲ့အတိတ်ပဲကိုဖုံညွှန်းထားတာဖြစ်ပါတယ်။အဲဒီနောက်မှစင်ပေါင်းများစွာကိုအလှဆင်စေပြီးဆွဲတော်မြတ်ကိုအပူဇော်ခံခဲ့ကြတာပဲဖြစ်ပါတယ်။စင်တွေကိုတော့မိုးသားတိမ်လိပ်ပုဒ္ဒရံကိုဖုံညွှန်းခဲ့ပါတယ်။1505ခုနှစ်နိုဝင်ဘာလ15ရက်နေ့မှာလေပြင်းမုန်တိုင်းကြီးဟာပေါ်တူဂီသင်္ဘောအုပ်စုကိုတီဟိုကျွန်းသို့ပို့ပေးခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးနှစ်ပေါင်း2000ကျော်ခိုင်မြဲခဲ့တဲ့ချင်းသင်မျိုးချင်းသင်တွေရဲ့လွတ်လပ်ရေးကြီးကိုဆုံးရှုံးမဲ့ရှေ့ပြေးနိမိတ်ကြီးဖြစ်ခဲ့ပါတယ်။ပေါ်တူဂီတွေဟာဆိုရင်ကိုလံဘိုနားမှာရှိတဲ့ကုတ်တေးမျိုးထီနန်းဆန်ဘီရင်နဲ့ပူးပေါင်းပြီးကန်နီထီနန်းနဲ့တမီထီနန်းတွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ဘာသာရေးနှိပ်ကွပ်မှုပြုလာပြီးတော့မြတ်ဆွေတော်ကြီးကိုဖျက်ဆီးဖို့ကြံရွယ်ခဲ့တဲ့အတွက်ဆွေတော်မြတ်ဟာအမှောင်ကာလထဲမှာပုံအောင်ခဲ့ရပါတယ်။ဆွေတော်အပွားများစွာပွားခဲ့ရပြီးတော့ဆွေတော်ပွားနှစ်စုဟာပေါ်တူဂီတွေရဲ့လက်ထဲကိုကျရောက်ခဲ့ရပါတယ်။ဒီဆွေတော်ပွားနှစ်စုကိုတော့ပေါ်တူဂီတွေကသူတို့ရဲ့ခံတပ်ဖြစ်တဲ့အိန္ဒိယနိုင်ငံဘူရာကမ်းခြေမှာဖျက်ဆီးခဲ့ကြပါတယ်။ပေါ်တူဂီတွေရဲ့လက်ထဲကနေနယ်သာလန်တွေဝင်ရောက်လာပြီးတော့နောက်ဆုံးအင်္ဂလိပ်တွေဝင်ရောက်လာတဲ့အခါမှာကန်နီမှာမင်းဆက်ပြောင်းလာပြီးဆွေတော်ရဲ့တကူမေးမိန်သွားခဲ့ရပါတယ်။အင်္ဂလိပ်လက်ထက်မှာတော့လူရည်လဲတဲ့အင်္ဂလိပ်တွေဟာဆွေတော်ကိုကျောင်းတော်ကြီးနဲ့ကိန်းဝတ်စေခဲ့ပါတယ်။ပြီးတော့ဆွေတော်လှည့်လဲပူဇော်ပွဲကိုလည်း1948ခုနှစ်ကစတင်ပြုလုပ်ခဲ့ပြီးရှေးရွာဆင်လာမပြတ်ကျင်းပခဲ့ကြတာဟာယနေ့ချိန်ထိပဲဖြစ်ပါတယ်။အင်္ဂလိပ်တွေအုပ်ချုပ်နေတုန်းကဆွေတော်လှည့်လဲပူဇော်ပွဲဟာလူပေါင်းများစွာနဲ့စီကားတိုက်မြိုက်စွာကျင်းပခဲ့ကြလို့သူတို့ရဲ့အာဏာကိုထိပါမှာစိုးရိမ်တဲ့အတွက်ကြောင့်အင်္ဂလိပ်တွေဟာဆွေတော်လှည့်လဲပူဇော်ပွဲကိုပိတ်ပင်ခဲ့ပူကြပါတယ်။ဆွေတော်လှည့်လဲပူဇော်ပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့မိုးခေါ်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဒါကြောင့်အင်္ဂလိပ်တွေဟာဆွေတော်ပူဇော်ပွဲကိုပိတ်ပင်လိုက်တဲ့အခါမှာနှစ်နှစ်ဆက်တိုက်မိုးခေါင်ခဲ့ပြီးဆိုးရွားတဲ့ရာသီဥတုဒဏ်ကိုဆိုးဝါးစွာခံစားခဲ့ကြရပါတယ်။အဲ့ဒီအချိန်မှာဆွေတော်ကိုကြည်ကျက်တဲ့ဘုန်းတော်ကြီးကဒီဆွေတော်လှည့်လဲပူဇော်ပွဲကြီးကိုပြန်လည်ကျင်းပဖို့အတွက်အင်္ဂလိပ်အစိုးရကိုဖိအားပေးခဲ့ပါတယ်။ဒါကြောင့်အင်္ဂလိပ်အစိုးရဟာဘုန်းတော်ကြီးတွေပါဝင်တဲ့ဆွေတော်လှည့်လဲပွဲအသေးစားလေးကိုပြန်လည်ကျင်းပဖို့ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီညမှာပဲတီဟိုတနိုင်ငံလုံးမိုးသက်ထည်စွာရွာချပြီးကန်နီတစ်မျိုးလုံးလည်းရေလွှမ်းမိုးသွားခဲ့ပါတယ်။ဒီမိုးကြီးကို Relic Rain ဟုခေါ်တွင်ခဲ့ပါတယ်။ဒီမိုးနဲ့ပတ်သက်လို့အင်္ဂလိပ်တွေဟာစာအုပ်ပေါင်းများစွာရေးသားခဲ့ကြပြီးတီဟိုဆွေတော်ရဲ့တကိုးတော်ကိုလည်းလေးစားတုံ့လှုပ်ခဲ့ကြပါတယ်။1948ခုနှစ်ကစပြီးဆွေတော်လှည့်လည်ပူဇော်ပွဲကြီးကိုနှစ်စဉ်ဆက်တိုက်ကျင်းပခဲ့ရမှာလွတ်လပ်ရေးရတဲ့အချိန်အထိပဲဖြစ်ပါတယ်။အဲဒီနောက်မှာတီဟိုနိုင်ငံသားတွေကဆွေတော်လှည့်လည်ပွဲကိုဇက်တိုက်ကျင်းပခဲ့သည့်အတွက်အခုဆိုရင်နှစ်ပေါင်း300ကျော်သွားပြီဖြစ်ပါတယ်။ဒီပွဲတော်ကြီးကို10 ရက်တိုင်ကျင်းပကြတာဖြစ်ပါတယ်။ပွဲတော်ရဲ့နောက်ဆုံးရက်မှာကန်ဒီမြို့အနီးနားမှာရှိတဲ့မြစ်ကြီးကိုသွားရောက်ပြီးမြစ်ရေကိုဓားနဲ့ခွဲတဲ့အစီအစဉ်ကိုဆက်လက်ကျင်းပခဲ့ပါတယ်။အဲဒီလိုခွဲလိုက်တဲ့အခါမှာလှိုင်းထသွားတဲ့ရေကိုအိုးတလုံးဖြင့်ခတ်ယူပြီးဆွေတော်တိုက်ထဲကိုယူဆောင်လို့သွားကြပါတယ်။ဆွေတော်တိုက်အတွင်းမှာအရင်ရှိနေတဲ့ရေအိုးဟောင်းနဲ့ယခုတဲဆောင်လာတဲ့ရေအိုးတစ်ကိုလဲလှဲပြီးတစ်နှစ်ပတ်လုံး
စိတ်ရင်းစပါးကောင်းမွန်အောင်ဆုတောင်းတဲ့ပွဲဖြစ်ပါတယ်ရှင်။ လောကတော်ဘုရားဓမ္မသာရတိသတ္တရေဝမနုဿာနဘုံတော်ဘဂဝါသောခါတော်ဘဂဝါတာရမောနာရိတိကောအာဂါလိကောဧပတိကောဟောပါလိကောသစ္စဒံဝေရိတဘောဝိဝိတိသောပရိပါနောဘဂဝါတော်သာဝကတံကောဥဇောပရိပါနောဘဂဝါတော်သာဝကတံကောဒါယပရိပါနောဘဂဝါတော်သာဝကတံကောဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ဝဲအောက်ဆွဲတော်မြတ်ဂိမ်းဝတ်စံပေတော်မူတဲ့ယတနာကျုပ်ပဲဖြစ်ပါတယ်ခန္ဓာကြည်ကျယ်လှတဲ့ဆွဲတော်တိုက်ကြီးကိုမြန်မာနိုင်ငံမှအလှရှင်ပေါင်းများစွာမတီလူရန်ခဲ့ပြီးတိုးချဲ့ခဲ့တယ်လို့သိရပါတယ်။ဆွဲတော်တိုက်ကြီးရဲ့တိုးချဲ့ဆောင်ကိုမြန်မာနိုင်ငံအလှရှင်တွေနဲ့ကိုလံဘိုးကျောင်းဆရာတော်ဦးဝိနယလင်္ကာရဦးဆောင်ပြီး1938ခုနှစ်ကလှူဒန်းပူဇော်ခဲ့ကြပါတယ်။ကန်ဒီမြို့ဆွဲတော်တိုက်အတွင်းမှာမြတ်စွာဘုရားရှင်ရဲ့လက်ဝဲအောက်ဆွဲတော်ကင်းဝတ်ဆံပေတော်မူနေခဲ့ပါတယ်။ဂေါရမမြတ်စွာဘုရားရှင်ရဲ့ရုပ်ကလတ်တော်တေဇောတက်လောင်တော်မူတဲ့အခါလက်ဝဲအောက်ဆွဲတော်ကိုခေမယဟန္တာမထေမြတ်ကနေပြီးအိန္ဒိယနိုင်ငံကလင်ကတိုင်းဒါနပူရာမြို့သို့တည်ဆောင်သွားခဲ့ပါတယ်။ကလင်ကတိုင်းကိုအုပ်ချုပ်တဲ့ယမဒတ်မင်းကြီးကိုဆွဲတော်အားပူဇော်ရန်အနှင်းခဲ့ပါတယ်။ယမဒတ်မင်းအဆက်ဆက်နှစ်ပေါင်း800ကျော်တိုင်းကိုးကွယ်ခဲ့ကြပြီးတဲ့နောက်မှာနောက်ဆုံးဗြဟ္မတန်မင်းဖြစ်တဲ့ဂௌတတိဝမင်းလက်ထက်မှာရန်သူတွေဟာဆိုရင်ဆွေတော်ကိုစစ်တိုက်ပြီးလူယူခဲ့ကြပါတယ်။အဲ့ဒီစစ်ပွဲမှာမင်းကြီးလည်းကြာရှုံးခဲ့ရပါတယ်။ဂௌတတိဝမင်းကြီးရဲ့သမီးတော်ဟေမမာလာမင်းသမီးဟာသူ့ရဲ့စတုံးတော်ထဲမှာဆွေတော်ကိုကဲဝတ်စေခဲ့ပြီးတော့ပုံနာအသွင်ဆောင်ကAD 319ခုနှစ်မှာတီဟိုကျွန်းကိုခင်မွန်းတဲ့ဒဏ္ဍမင်းသားနဲ့အတူရန်သူတွေရဲ့ကြားမှခက်ခဲစွာပြေဆောင်လာနိုင်ခဲ့တဲ့အတွက်အခုခါမှာတီဟိုကျွန်းမှာပူဇော်ကံလျက်ရှိတာပဲဖြစ်ပါတယ်ရှင်။တီဟိုရောက်တဲ့အခါမှာတော့ပထမတိုင်းပြည်အနုရာရပူရဒုတိယတိုင်းပြည်ပိုလိုနာရုဝအဲ့ရနေမှတဆင်ပူဇော်ခံပြီးတဲ့နောက်ဆုံးမှာယခုလက်ရှိခန္ဒီမြို့မှာအပူဇော်ခံနေတာပဲဖြစ်ပါတယ်ရှင်။
တို့ဘူးမှမစင်ပါဘူးဗျာ ဟုတ်လား ဥစားနန်းတော်ဟောင်း နန်း ရှိ တော် တယ် ရဟောင်းရှိတယ်ဟိုဘက်က ဆွဲတော်တိုက်ဟောင်းရှိတယ် ဘက်ကမှဘာဦးမင်းကြီးရဲ့နန်းတော်ရဟောင်းရှိတယ်ဟိုဘက်မှာဆွဲတော်တိုက်ဟောင်းရှိတယ်ဟုတ်ပြီလား မှန်ပါဗျာ မမေ့အဲ့လောက်မမေ့ရတယ် အုံးရတောက်တာကိုပုံမှန်မိတယ်ဗျာ ဒီဘက်ကဘုံတော်ကြဘောနော်ဒီရုပ်ကပထမဒီထောင်နာကဘောနော်ဘောလုံးနရုကဒီထောင်နဲ့မင်းကဝိကြည်ရဘာဦးမင်းလို့ခေါ်တယ်ဒီဘက်ကဘုံတော်ကြတာဒုတိယဘုရင်မင်းဆက်ဖြစ်တဲ့ပရကပဘာဦးမင်းကြီးကဒီဆွဲတော်ဆက်ပြီးတော့ပို့ခွင့်တယ်အဲဒီဘက်ကဘုံတော်ကြတော့ဘောနော်ခုနဘောလုံးနရုကဒုတိယမင်းနေပြီးတော့ပြည့်စည်ပြီးတဲ့ခါကျတော့ဘောနော်ဒီသတိလင်္ကာနိုင်ငံဘုံနာလေးမှာစီရိဂျာဝရဏပူရဆိုတဲ့တတိယမင်းနေပြီးတော့ဒီထောင်တယ်ဒီထောင်ပြီးတဲ့ခါကျတော့ဘောနော်ပေါ်လာနရုကမင်းနေပြီးတော့မစီရိဂျာဝရဏပူရကိုတို့ဆွဲတော့ပင့်ကြတာအဲ့တော့သတိလင်္ကာနိုင်ငံမှာဘယ်တဌာနရှိသွားလဲ သုံးဌာန ဩဌာနအနုရပူရပေါ်လာနရုကစီရိဂျာဝရဏပူရအနုရသတိလင်္ကာမှာသုံးဌာနဖြစ်တယ် တော့ပါ ဟိုဘက်ကပုံတော်ကြတော့ဘောတော့သတိလင်္ကာနိုင်ငံမှာဟိုတုန်းကအယေရာဇစိန်ကဆိုတာရှိတယ်အယေရာဇစိန်ကမကောင်းမှုမှန်သမျှအကုန်လုတ်တာလုတ်တဲ့ခါကျညညကျသူကအိတ်လို့ရှိရင်အိမ်မက်စိုးတွေမက်တာမက်တဲ့ခါကျနောက်တစ်နေ့ကျသူကဘူးမတ်တွေကိုမေးတယ်ညတော့အဲ့လိုအိမ်မက်စိုးတွေမက်တယ်အဲ့ဒီအိမ်မက်စိုးတွေပြောင်းဘာလို့ကမလဲလို့သူကအကြံဉာဏ်တောင်းတာတောင်းတဲ့ခါကျတော့မူမတ်တွေကအဲ့ဒါဆိုရင်ယဟန်တော်တွေကိုတတ်ပိဋကတော်တွေကိုမိရှုဖျက်ဆီးပေါ့နော်အဲ့ဒါဆိုပျောက်သွားလိမ့်မယ်ဆိုတော့ဘယင်ကအဲ့ဒီတိုင်လုတ်တာအဲ့တော့ယဟန်တော်တွေကိုတတ်တယ်ပိဋကတော်တွေကိုမိရှုဖျက်ဆီးတယ်အဲ့လိုအဲ့ဘယင်မိရှုဖျက်ဆီးတဲ့အတွက်ကြောင့်ဘောတော်ဒီသတိလင်္ကာနာမှာဟိုတုန်းကအထင်ကြီးရှိတဲ့အထာဂရကျမ်းကြီး9ကျမ်းထဲမှာ3ကျမ်းကဒီနေ့ဒီရှာတွေ့လို့မတွေ့တော့ဘူးဟုတ်ပါဘူးအဲ့ဘယင်အဲ့လောက်မသိဘူးဒီတဲ့ကကြဒါကဘောတော့အရင်တော့ကမန္တလေးမှာနာမည်ကြီးတဲ့ဗျာရာမဆရာတော်ကြီးနဲ့သူ့ရဲ့တထေးတွေပေါ့နော်လာပြီးတော့မှဒီသတိလင်္ကာနိုင်ငံကိုလာပြီးတော့မှဒီဆော်တော်တိုက်ကိုသူတို့တတိယမြောက်ကျုပ်ပြုထားတာတတိယမြောက်ဆိုကြီးကျုပ်ပါခုနကဘောနေတာတော့ဟိုတုန်းကတော့သူတို့ဆရာတော်ကြီးတို့ကြလာတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်ကဆိုတော့ဟောတနာ3တက်4တက်လောက်ပဲရှိပါအဲဆရာတော်ကြီးတို့လှူထားတာလှူထားတဲ့အခါကျဒီမှာကဘောကဘာတွေရေးထားရဲဆိုတာအဲ့လိုမဖတ်ဘူးအဲ့တော့လွန်ခဲ့တဲ့10နှစ်လောက်ကဒီသခေးကြီးတွေရဲ့မြေးမြစ်တွေကဘုန်းကြီးရောက်လာတယ်စာအုပ်တွေနဲ့ကြာကြီးရောက်ဘာလို့စာအုပ်ထဲမှာသူကရေးထားတာကဒီသခေးကြီးရဲ့ဆွေစဉ်မျိုးဆက်ပေါ့နော်ဒီအလူရှင်တွေရဲ့လာခဲ့လို့ရှိရင်သူကဆွဲတော့ဖွင့်ပြရမယ်ဆိုတာရေးထားဆိုတော့ဘုန်းကဟုတ်ပြီဒီဟာဘုန်းကြီးတွေကသိမသိတော့ဘုန်းလည်းပြောတတ်ဘူးလို့ဒါမှမဟုတ်ပြောကြည့်မယ်ပြောကြည့်လို့ရရင်တော့ပူကြတာပေါ့တော့အဲ့တော့ဘုန်းကအဲ့စာတွေကြိုက်ပြီးတော့ဒီကိုလာတယ်ဆရာတော်တွေကပြောတယ်ဆရာတော်တွေကသူတို့မသိတော့ဘူးတဲ့ဒီကိစ္စပြောတော့မဖွင့်ပြချင်လို့ပေါ်တော့မှရအဲ့တော့ဘုန်းကသူတို့ကျေနာရေးပြီးတယ်ဒါတော့ပြမှာပါသူတို့တော့သိတယ်အဲ့တော့တမိုင်းတော့
တွတ်တော့စိတ်မပူပါနဲ့ခင်နန္ဒာရှိတယ်နော်ခင်နန္ဒာဗုဒ္ဓဂါယဖယားဘူးကုမ္ပဏီကြီးထိတ်တမ်းမဲမှုစိတ်ချတော့နှလုံးစိတ်ဝမ်းချမ်းမြေ့ရမနော်အပေတကားပိတ်တဲ့ခီကိုသွားချင်ပါပြီနော်ဝေးလာတော့သွားလာဖို့ရည်တွေးပြီးရင်မော ဒီတွတ်တော့စိတ်မပူပါနဲ့ခင်နန္ဒာရှိတယ်နော်ခင်နန္ဒာဗုဒ္ဓဂါယဖယားဘူးကုမ္ပဏီကြီးထိတ်တမ်းမဲမှုစိတ်ချတော့နှလုံးစိတ်ဝမ်းချမ်းမြေ့ရမနော်အိုးသွားစို့တော့ အိုးဖယားဘူးဖော်နေရတကားစေတနာပါခင်နန္ဒာနဲ့သွားစို့နော်ချိုသားစွာကျင်နာစွာခင်နန္ဒာဖေးမရင်နဲ့ဗုဒ္ဓဂါယနေရဆုံးစိတ်တိုင်းချဖူးရဖို့နော်တာဝန်ယူပြီးကအကျိုးဆောင်ကခေါ်စေတနာထူးပြုနိဗ္ဗာန်သောခင်နန္ဒာနဲ့သွားစို့နော်ကျွေးမွေးမှုလေးကောင်းကျမ်းမာရေးအတွက်တာဝန်ကြီးယူပါတော့ပြုံးနေဝိနည်းများကတွေထွေးစွာအဲဝတ်ကြည်တာခင်နန္ဒာရောက်သူများနှုတ်ဖြာမှာဆွေးခင်နန္ဒာပဲသွားဘူးသူတိုင်းထက်သွားခြင်းလေခင်နန္ဒာနဲ့ပဲရောက်သူများနှုတ်ဖြာမှာဆွေးခင်နန္ဒာပဲသွားဘူးသူတိုင်းထက်သွားခြင်းလေခင်နန္ဒာနဲ့ပဲသစ္စာရှိရှိဂရီတီကြည်မှန်ကန်သည်မို့စိတ်ပျော်ရမယ်နော်ဓမ္မမိတ်ဆွေများရဲ့စေတနာနဲ့ကျေးဇူးတော်ပြည်တွင်မှာပြည်ပမှာသာသနာပြုတဲ့ကုသိုလ်တော်တာရုခေါ်တာရုခေါ်မိတ်ဆွေများလေးရစေတော့ဗုဒ္ဓဂါယဖယားဘူးဆိုခင်နန္ဒာနဲ့သွားရအောင်နော်စေတနာပါခင်နန္ဒာနဲ့သွားစို့နော်ချိုသားစွာကျင်နာစွာခင်နန္ဒာဖေးမရင်နဲ့ဗုဒ္ဓဂါယနေရဆုံးစိတ်တိုင်းချဖူးရဖို့နော်တာဝန်ယူပြီးကအကျိုးဆောင်ကခေါ်စေတနာထူးပြုနိဗ္ဗာန်သောခင်နန္ဒာနဲ့သွားစို့နော်နောက်2ယောက်3ယောက်ပဲကျန်တယ်3ယောက်ကျန်တယ်ဘယ်တော့လဲဝါဝါလဲဒါကမရှိရင်အောင်ဟုတ်ပြီနော်မရှိရင်အောင်ဒါကဘတ်တလေးကြီးဒါကမလေးကြီးโอเค1 2 3 over there အောင်ပါလေလို့ရေးထားတယ်နော်အောင်ပါလေလို့ရေးထားတယ်ဘယ်သူတောက်လဲ
မေလေးပါဓာတ်3ပါယာတိ10ပါယန္တိမျိုး5ပါဝိပဿနာတရား4ပါယတနာတရား5ပါတို့မှာခါခါတဲ့ဒီလိုလေးကြီးဖြစ်ပြီးမတရားဘုရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ရှင်ဗျာတရားအမြတ်ဆုံးယရနာအာဂအမြတ်ဆုံးယရနာဒီယရနာမြတ်သုံးပါးတို့ကိုသိကိုပူဇော်ဝိညောမှာလျော့ခတော်ကြရတဲ့ကောင်းမှုကစေတနာတို့ကြောင့်စိတ်ချမ်းချမ်းသာသာကိုကြမ်းကြမ်းမာမာနဲ့သာသနာတော်ကြီးကိုပြုစုဆောင်ရှောက်ပူဇော်နိုင်ကြ၍မိဘဘိုးဘွားဆွေမျိုးညာတိမိတ်တယ်ကပေါင်းတို့နှင့်တကွဝိနည်းတတ္တဝါတို့ကိုချမ်းသာအောင်ပြည့်တင်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ။ ဆရာတော်ဘုရားပြည့်ရဆိုနေပြရပါလို့ဤဖျားသာဓုဘိုးလေဆရာတော်ဘုရားကြီးကိုဆရာတော်ဘုရားကြီးနဲ့ဆရာတော်ဘုရားရဲ့ PS ကိုလေခင်နာဘုရားဥပ္ပယနေပြီးတော့ကေလာဝိုင်းနဲ့3လပိုင်းအထိဗုဒ္ဓဂါယာကိုလေဒီဟောဗောနော်မတော်ပြန်အောင်တော်ပြန်အကုန်လုံးဈေးတွေကိုအကုန်လုံးထူရမ်းပါတယ်သာဓုသာဓုကမ္ဘာအလယ်မှာသာသနာအလံစတင်စိုက်ထူတဲ့နိုင်ငံဖြစ်ခြင်းကမ္ဘာရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များပိုင်ဆိုင်ထားခြင်းစတဲ့ဗုဒ္ဓနဲ့ပတ်သက်တဲ့ထင်ရှားကြော်ကြားတဲ့အကြောင်းအရာတွေကြောင့်သီရိလင်္ကာနိုင်ငံဟာဒီကနေ့ထိတိုင်အောင်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ်ကမ္ဘာပေါ်မှာဂုဏ်ယူဝင့်ကြွားစွာရပ်တည်နေတဲ့နိုင်ငံဖြစ်ပါတယ်ဗုဒ္ဓသာသနာနေလိုလလိုထွန်းကားခဲ့တဲ့တီဟိုကျွန်းမှာရှိတဲ့ဗုဒ္ဓအမွေအနှစ်သာသနာမှတ်တိုင်များကိုဖူးမြော်ပြီးတီဟိုကျွန်းသားများရဲ့ရင်ကျေးသိမ်မွေ့တဲ့ချစ်စပွဲဓလေ့ထုံးစံများကိုမြင်တွေ့ခဲ့ရတာကြောင့်ခိနနာဖျားဘူးခီးသည်များအနေနဲ့ကြည်နူးပီတီများဖြင့်စိတ်ချမ်းမြေ့ရမယ်လို့ယုံကြည်မိပါတယ်ရှင်။မြတ်ဗုဒ္ဓရဲ့အဋိဋ္ဌံများအတိုင်းဗုဒ္ဓဘာသာစီပင်ပြန်ပွားတိုးတက်ခဲ့တဲ့တီဟိုကျွန်းခေါ်သီရိလင်္ကာနိုင်ငံသို့နောက်ထပ်တစ်ဖန်လာရောက်ဖူးမြော်နိုင်ပါစေကြောင်းခိနနာမိသားစုမှစွန့်မွန်ကောင်းများတောင်းလိုက်ရပါတယ်ရှင်။